မင်္ဂလာပါရှင် SCT Power ဆိုတာမြန်မာပဲဖြစ်ပါတယ်အခုရောက်ရှိနေရတော့မင်္ဂလာတော်မြို့နယ်ကြိုက်ကြီးဆောင်ဖျားမှာရှိတဲ့ customer စီကိုအတားသေးစားပြီးပြုလုပ်ပြီးရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိလိုက်လံကြည့်ရှုပေးကြပါအောင်နော်အခုမင်္ဂလာပါရှင်အခုနာမည်လေးနဲ့နေရာလေးစာလေးလေးဆက်ပေးပါအောင်ရှင်အခုကတော့ဒီကကုမ္ပဏီရဲ့ရှက်ဆက်တောင်းဖြစ်ပါတယ်။နေရာတော့တောင်းပေးပါမယ်။ဟုတ်ကဲ့ပါရှင်။ဟုတ် SCT Power ဆိုတာမြန်မာကိုလေဘယ်ကနေပြီးတော့စတည်ခဲ့ရလဲရှင်။အခုဒီလောက်တဲ့ဆက်ရောက်တော့2020နဲ့3ညစတည်တာပေါ့။ဟုတ် SCT ကဝယ်ထားတဲ့ဒီဆိုတာအုပ်စုံလေးရောသုံးရတာအဆင်ပြေရလားရှင်။ပြေပါညီမလေးပြေပါ။ဟုတ်အခုဝယ်ထားတဲ့ဟာလေးကပေါ့နော်ဆိုလာ990ဝက်24ချက်ရဲ့ပြီးတော့12 kW hybrid inverter battery ကတစ်လုံးသူကတော့ဒါ lithium battery ပေါ့နော်300 ampere ပါတယ် 51.2 volt တစ်လုံးအဲ့ဒီဆိုတာအုပ်စုံလေးရောအခုဘာအတွက်သုံးဖို့တက်ဆင်ထားရလဲရှင်အခု aircon နေပြီးလို့ရှိရင် motor တွေ lighting တွေနောက်ရေသက်တာတော့ပေါ့နော်အဲ့ဒါလေးသုံးဟုတ်ဝယ်ထားတဲ့ပစ္စည်းလေးရောဘယ်လောက်ကြာသွားရလဲရှင်ဝယ်ထားတဲ့ပစ္စည်းတွေကတစ်နှစ်ကျော်သွားပြီပါလေအခုလိုပေါ့နော်တစ်နှစ်ကျော်သုံးပြီးရတဲ့နောက်ဒီဆိုတာသုံးပြီးရတာရောဘယ်လိုမျိုးစိတ်ကျဉ်မှုရှိရတာပေါ့လေပေါ့ရှင်းနေပါတယ်ညီမလေးနေရာလူရာကြီးဆိုတော့ပို့ပြီးတော့သုံးလို့ကောင်းတာပေါ့လေဒီကလူရာကြီးကတော့နည်းနည်းလေးEPC ကနေပြီးတော့ပြန်ကူပေးနေရတယ်အဲ့လိုမျိုးရှိဟုတ်အခုညီမတို့ SCT ဘက်ကပေါ့နော်အခုလိုမျိုး after စေးစားပြလာပြီးတဲ့အပေါ်မှာရောစိတ်ကျဉ်မှုရှိရတာရှင်ရှိပါတယ်ကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါရှင် SCT ရဲ့ဝန်ဆောင်မှုရောဘယ်လိုမျိုးအကြံပေးခြင်းလဲမသိဘူးရှင်SCT ရဲ့ဝန်ဆောင်မှုကြတော့တစ်ခါကြလို့ရှိရင်လေအခုတို့ဒီဖုန်းကြောင်းအပြင်ကိုတခြားမှာဆင်ထားရတယ်ရှိရပါအဲ့ဟာကြလို့ရှိရင်service တွေပါခေါ်လို့ရှိရင်နည်းနည်းလေးတရနှစ်လောက်အဆောင်ရပါတော့ကျန်းကျင်လို့ပါတယ်ပုံမြန်တော့ပိုကောင်းတယ်ဟုတ်ကဲ့ပါရှင်ဟုတ်နောက်ဆိုလို့ရှိရင်ဒီစာလေးဒီချက်ပို့ပြီးတော့အဆင်ပြေအောင်လုပ်ပေးပါမယ်ရှင်ဟုတ်ကဲ့အခုလိုမျိုးပေါ့နော်အခုဆိုလာတက်ထားတဲ့အတွေ့အကြုံရအခုနောက်ထပ်ဆိုလာတက်မဲ့သူတွေရောအခုဘယ်လိုမျိုးအကြံပေးချင်တယ်ဆိုရှင်အဆင်ပြေပါတယ်အခုဒီမှာတက်ထားတာပါလေဈေးရောတုံးရတာရောအဆင်ပြေတယ်ဟုတ်အခုလိုမျိုးပြချပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်အခုဟုတ်ကဲ့ပါကျေးဇူးပါညီမတို့ဘက်ကနေပြီးတော့ဒီအကိုကျွဲလက်ဆောင်လေးပါလာပါရှင်ဟုတ်နောက်ခါဆိုလို့ရှင်တော့အင်ကြီးလေးပိုင်ဖို့ကောင်းလာပါမယ်ဟုတ်ကဲ့ပါရှင်နောက်တစ်ခါတန်စီစဉ်ပေးပါမယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါ6လစီစဉ်ဝန်ဆောင်မှုစိတ်ချရတဲ့အနာဂတ်ရောင်းပြီးနောက်တာဝန်ယူစိတ်ရချမ်းသာခြင်းเนาะ SCT ကိုရွေးချယ်လိုက်ပါရှင် SCT Power ဆိုတာမြန်မာကိုအားပေးတဲ့ customer တူးချင်းစီတိုင်းအောင်လည်းအထူးပင်ကျေးဇူးတင်ရှိပါရရှင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်တွေ့ဆုံကြပါမယ်เนาะဒီလိုမျိုးဆိုတာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအသေးစိတ်စုံစမ်းကြတယ်ဆိုရင်တော့ဖုန်းနံပါတ်ဖြစ်တဲ့393860603929303036တို့မှာဆက်သွယ်ကြရနိုင်ပါပြီရှင် SCT Reliable Solar Solutions Sustainable Clean Energy